ကိုဒီမှာခွင့်လေးတရားလာလို့ကျန်တော့ ခွင့်လို့ချင်တာလားမပေးပါဘူး Please, no! No! အဲ့လိုမပြောဘဲနဲ့ကျွန်တော်တို့ကဝန်ထမ်းတွေလိုချင်တဲ့အခွင့်အရေးစာကိုတေချာမင်းညံပြီးတော့အခွင့်အရေးတွေနဲ့စီစဉ်ပေးရပါသေးတယ်ခင်ဗျာ ဟိုတောက်ပြီးလေးကုံသွားလို့လေတမုံတမကဖုန်းလေးဆက်ပြီးမှာလေးပါ ဟုတ်ပြီညီမအကိုခုပဲဖုန်းဆက်ပြီးတော့မှာလဲမယ်နော်ကျွန်တော်တို့ကဝန်ထမ်းတွေတောက်ဖို့အတွက်တောက်ရည်တိုင်ကိုလည်းအခုမျိုးစီစဉ်ပေးရပါသေးတယ်ခင်ဗျာ ကိုညီမလိမ့်ရက်ကြောက်သွားလို့ပါ ကဲတွေ့ရမလားဟုတ်ပြီမကျွန်တော်နောက်တစ်ခုအသက်ပြန်လုပ်နေတယ်နော်ကျွန်တော်နောက်ကနေပြီးတော့ထိုက်ခဲ့ပြီဒီလိုမျိုးနေကြောက်တဲ့ကိစ္စရိုက်တွေကိုလည်း HR ဘက်ကနေပြီးတော့စီစဉ်ပေးရပါသေးတယ်ခင်ဗျာ